အားလုံးပဲမင်္ဂလာပါဒီနေ့တော့ပြားသက်များလုံနည်းလေးရဲ့ပြားသက်များတောက်သုံးရင်ရမယ့်အကျိုးကျေးဇူးလေးတွေကိုပြောပြသွားမှာဖြစ်ပါတယ်စိတ်ဝင်စားရဆိုရင်အဆုံးထိဆက်ကြည့်ပေးပါအောင်နော်ပြားသက်များမလုပ်ခင်အရင်ဆုံးကျွန်တော်တို့ပြားသက်များထည့်သိမ်းမဲ့ပလင်းကိုရေနွေးနဲ့ပြုတ်ပြီးတော့ပိုးတတ်ပါမယ်တံမြာဒီမှာရေဓာတ်ပါဝင်ပြီးတော့ပြားရည်နဲ့စိမ့်တဲ့အခါမှာအချင်ဓာတ်ထွက်လာပါတယ်ကဲလို့ပလင်းထဲမှာမျက်စိနဲ့မမြင်တဲ့ဘက်တီးရီးယားတွေမှုတွေရှိမယ်ဆိုရင်တံမြာဒီစိမ့်ထားတဲ့အချိန်မှာအဲ့ဒီပိုးတွေကပွားလာပြီးတော့တပလင်းလုံးမှုတက်ပြီးပြတ်သွားနိုင်ပါတယ်နောက်တစ်ချက်ကကျွန်တော်တို့ကဒီပြားတံမြာကိုအကြာကြီးထားပြီးတော့စားမှာပဲဖြစ်ပါတယ်ဒီပလင်းကိုရေနွေးနဲ့ပြုတ်လိုက်တဲ့အတွက်ပြင်ပပိုးမွှားတွေမရှိတော့တဲ့အတွက်အခန်းအပူချိန်မှာတော့အချိန်အကြာကြီးအထားခံပါတယ်နောက်တစ်ချက်ကပလင်းကအရင်ကသုံးမှုတဲ့ပလင်းအဟောင်းဆိုလို့ရှိရင်အထဲမှာအနံ့နေတာမဟုတ်စီအကျွင်းအကျန်တွေရှိနိုင်တာမဟုတ်လို့ရေနွေးနဲ့ပြုတ်လိုက်တဲ့အခါမှာအဲ့အနံ့တွေပျောက်ကွယ်သွားပြီးတော့ပြားတံမြာရဲ့မူလအရသာနဲ့အနံ့ကိုမထိခိုက်အောင်ပြုတ်တာပဲဖြစ်ပါတယ်ပြားတံမြာလုပ်ဖို့အတွက်တံမြာသီးကတော့6လုံးလောက်အသုံးပြုပါမယ်ပထမဆုံးတံမြာသီးအခွန်တွေကိုတန့်သွားအောင်လို့စားလေးနဲ့အရင်ပုတ်ပြီးတော့ဆေးပေးပါမယ်။စားနေဆေးတာဟာတံမြာသီးအခွန်မှာပိုးသက်ဆေးတွေရှိခဲ့ပဲဆိုရင်ရေထက်ပိုပြီးတော့စင်ကြယ်အောင်ဖယ်ရှားပေးနိုင်ပါတယ်။နောက်ပြီးတော့တံမြာခွန်မှာပါတဲ့အဆီအိတ်ကလေးတွေကအရင်များလို့ရှိရင်စားတဲ့အခါမှာခါတက်တက်ဖြစ်စီပါတယ်။စားနဲ့ပုတ်ဆေးလိုက်တဲ့အခါမှာအခွန်ကနူးညံ့သွားပြီးတော့အဲခါတဲ့အရာတာကိုလည်းတော်တော်လေးလျော့သွားစေပါတယ်။နောက်ပြီးတော့တံမြာသီးကိုပြားရည်ထဲမှာအကြာကြီးစိန်ထားမှာဖြစ်တဲ့အတွက်အခွန်မှာဘက်တီးရီးယားတွေပါခဲ့မယ်ဆိုလို့ရှိရင်ပြားတံမြာခဏလေးနဲ့မှုတက်သွားနိုင်ပါတယ်။စားကတော့အဲ့ဘက်တီးရီးယားပိုးမွှားတွေကိုတဘာဝအတိုင်းတည်စေတာမို့လို့စားနဲ့ဆေးလိုက်တာပဲဖြစ်ပါတယ်။ပြီးသွားရင်စားတွေပြောင်းသွားလို့ရေနဲ့တေချာပြန်ဆေးပေးပါမယ်။ပြီးသွားရင်စားစော်တာနဲ့နောက်တစ်ခေါက်ထပ်ဆေးပါမယ်။ research တွေအရဒီအသီးအနှံတွေကိုစားစော်တာထဲမှာစိန်ထားတာရေရိုးရိုးဒါမှမဟုတ်ရင်စားရည်နဲ့ဆေးတာထက်ပိုးသက်ဆေးတွေပို့ပြီးတော့ပြောင်းနေလို့တွေးရှိထားပါတယ်။အဲ့တော့ကျွန်တော်တို့ကစားနေလေးဆေးတယ်ပို့ပြီးတော့တန့်သွားအောင်လို့စားစော်တာနဲ့နောက်တစ်ခေါက်ထပ်ဆေးတာဖြစ်ပါတယ်။ပြီးသွားရင်စားစော်တာတွေပြောင်းသွားအောင်လို့ရေနဲ့တစ်ထပ်ထပ်ဆေးပေးပါမယ်။အကယ်လို့အိမ်မှာစားစော်တာအသင်းဆောင်ထားတာမရှိဘူးဆိုရင်တော့စားနေပဲဆေးလို့ရပါတယ်။စားစော်တာနဲ့ဆေးတာတော့ပိုကောင်းတယ်ဆိုပေမဲ့စားနေဆေးတာလည်းဘာမှမလုပ်တာတဲ့ဆိုင်တော့အများကြီးပိုပြီးတန့်ရှင်းစေပါတယ်။ရေဆေးပြီးသွားပြီဆိုရင်တော့ပြားတံမြာလုပ်တဲ့အခါမှာမှုမတက်အောင်နဲ့ပြားတံမြာကြက်ကြခံအောင်လို့တံမြာသီးတွေကိုရေချောင်းလို့တေချာလေးပြန်တုပ်ပေးပါမယ်။ပြားတံမြာသူ့အတိုင်းဆိုရင်တော့အကြာကြီးထားခံပါတယ်။ဒါပေမဲ့လုံနေတော့မှရေပါသွားခဲ့မယ်ဆိုရင်တော့အဲ့ဒီရေကြောင့်ဘက်တီးရီးယားတွေပေါက်တာမှုတက်တာတွေဖြစ်ပြီးတော့တပလင်းလုံးပြည့်ရတတ်ပါတယ်။နောက်ပြီးတော့ပြားရည်ကတဘာဝတိုင်းဆိုရင်ရေဓာတ်ပါဝင်မှုအရင်နေပါတယ်။ကဲလို့ပြားရည်တွေကိုရေပါသွားမယ်ဆိုရင်တော့ပြားရည်ကကျေးသွားပြီးတော့သူ့ရဲ့ကြာရှည်ခံနိုင်စွမ်းကကျသွားပါတယ်။အဲဒါကြောင့်ရေကိုချောင်းတေချာတုတ်ထားမှသာပြားရည်ကတံမြာသီးကိုကောင်းကောင်းတာရှည်ခံအောင်ထိမ့်ပေးနိုင်မှာပဲဖြစ်ပါတယ်။အခုထဲမဲ့ဖန်မလင်းကိုပြုတ်ထားတာက10မိနစ်လောက်ရှိသွားပါပြီ။ပြန်ဆေးပြီးတော့ခဏအေးခံထားလိုက်ပါမယ်။ပလင်းကိုအေးခံထားတော့မှာပဲတံမြာသီးကိုအကွင်းလေးလှီးထားလိုက်ပါမယ်။တံမြာသီးလှီးတဲ့ဓာတ်နဲ့စစ်နေတော့ကလည်းလုံးဝ6သွင်းနေဖို့လိုပါမယ်ခင်ဗျာ။လှီးပြီးသွားရင်တော့တံမြာသီးမှာပါတဲ့အစေးလေးတွေကိုဖယ်ထုတ်ထားလိုက်ပါမယ်။ခုဆိုရင်တော့တံမြာသီးအကွင်းလေးရသွားပြီဖြစ်ပါတယ်။ဆော့ဆော့ကအေးခံထားတဲ့ဖန်ပလင်းကလည်း6သွားပါပြီ။ပထမဆုံးဖန်ပလင်းနဲ့ကိုပြားရည်အနည်းငယ်ထည့်လိုက်ပါမယ်။ပြီးသွားရင်ဖန်ပလင်းထဲမှာလှီးထားတဲ့တံမြာကွင်းလေးတွေကိုစီထည့်လိုက်ပါမယ်။စီထည့်ပြီးသွားရင်အပေါ်ကပြားရည်ကိုထပ်လောင်းထည့်ပါမယ်။ပြီးသွားရင်တံမြာကွင်းလေးတွေကိုတက်လွှာထပ်ထည့်ပါမယ်။အဲဒီပေါ်ကနေပြားရည်တက်လွှာထပ်ထည့်ပါမယ်။တံမြာကွင်းလေးထည့်လိုက်ပြားရည်ထည့်လိုက်တံမြာကွင်းလေးထည့်လိုက်ပြားရည်ထည့်လိုက်နဲ့လှီးထားတဲ့တံမြာကွင်းလေးတွေအကုန်ပလင်းထဲကိုထည့်ပြီးတော့ပြားရည်ကိုမြုပ်အောင်လို့စိမ့်ပေးထားပါမယ်။ကဲလို့တေချာမြုပ်အောင်မစိမ့်ဘူးဆိုရင်တော့ပေါ်နေတဲ့အပိုင်းမှာမှုတက်တာတို့အယောင်မဲတာတို့အချင်ပေါက်ပြီးတော့ပုတ်သွားတာတို့ဖြစ်နိုင်ပါတယ်။ခုလိုမျိုးတံမြာကွင်းလေးတွေကိုပြားရည်မြုပ်အောင်စိမ့်ပြီးသွားပြီဆိုရင်တော့
အဖုံးကိုလေလုံအောင်ပိတ်ပြီးတော့ရေခဲတစ်တာထဲမှာ3ရက်ခန့်ထားလိုက်ပါမယ်3ရက်လောက်ထားပြီးသွားပြီဆိုရင်တော့ပြားတံမြာလေးကတောက်သုံးမှုအတွက်အဆင်သင့်ဖြစ်နေပါပြီပြားတံမြာဟာတံမြာသီးရဲ့ဗီတာမင် C နဲ့ပြားရည်ရဲ့အစွမ်းကြောင့်ကျန်းမာရေးအတွက်အလွန်ကောင်းတဲ့ဆေးတစ်ခွက်လိုအောင်ပြောလို့ရပါတယ်ပြားတံမြာကိုတောက်ခြင်းအပြင်တံမြာသီးမှာဗီတာမင် C ကျွဲဝပြီးတော့ပြားရည်မှာ antioxidant ပါတဲ့အတွက်ကိုယ်ခံစနစ်ကိုအားကောင်းပြီးတော့ဖျားနာတာတုပ်ကွေးဖြစ်တာတွေကနေကာကွယ်ပေးနိုင်ပါတယ်နောက်ပြီးပြားတံမြာဟာချောင်းဆိုးတာတို့လေချောင်းနာတာတို့လည်းသက်သာစေပါတယ်ပြားတံမြာဟာအစာချေစနစ်ကိုကောင်းမွန်စေပြီးတော့မနဲ့အိပ်ရာထထခြင်းမှာပြားတံမြာကိုရေနွေးနွေးလေးနဲ့ဖြောတောက်မယ်ဆိုရင်အစာချေလမ်းကြောင်းကိုတန့်စင်စေပြီးတော့အစာမကြေတာတို့လေပွားတာတို့ကိုသက်သာစေပြီးတော့ဝမ်းလင်းမှန်စေပါတယ်နောက်ပြီးတော့ပြားတံမြာခန္ဓာကိုယ်ရဲ့အစိတ်အတောက်တွေကိုဖယ်ရှားပေးတဲ့ detox အာနိသင်ရှိပါတယ်metabolism ကိုမြင့်တင်ပေးတာမို့လို့ကိုယ်လေးချိန်ရှော့ချနေတဲ့သူတွေအတွက်အလွန်သင့်တော်တဲ့သဘာဝဖြော်ရည်လည်းဖြစ်ပါတယ်။နောက်ပြီးတော့ vitamin C က collagen ထွက်တာကိုအားပေးတဲ့အတွက်အသားရည်ကိုလည်းကြည်လင်မွေးပါစေပါတယ်။ညောင်းညပင်ပန်းနေတဲ့အချိန်မှာပြားတံမြာကိုတောက်လိုက်မယ်ဆိုရင်ပြားရည်မှာပါတဲ့သဘာဝတကြားတက်ကခန္ဓာကိုယ်ချက်ချင်းအားရင်ပြေဝစေတာမို့လို့စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။ဒါဆိုရင်ပြားတံမြာတောက်ရင်ရမယ့်အကျိုးကျေးဇူးလေးတွေကိုသိသွားပြီလို့လည်းယူဆပါတယ်ခင်ဗျာ။တတိထားမှာတစ်ခုကပြားတံမြာကိုရေနွေးပူပူနဲ့မဖြော်မိဖို့ပါပဲ။ပြားရည်ကိုရေနွေးပူပူထဲမှာထည့်ဖြော်လိုက်မယ်ဆိုရင်သူ့မှာပါတဲ့အကျိုးပြုအင်ဇိုမ်တွေပျက်စီးသွားနိုင်ပါတယ်။အဲဒါကြောင့်ရေခန့်နွေးနွေးအပူချိန်လောက်နေပဲဖြော်တင်ပါတယ်။ပြားတံမြာကိုမနဲ့အိပ်ရနိုးတဲ့အခါမှာအစာမစားခင်ရေနွေးနွေးလေးနဲ့ဖြော်တောက်တာတော့အကောင်းဆုံးဖြစ်ပြီးတော့ detox effect ကိုရရှိစေပါတယ်။အကယ်လို့ညအိပ်ခန့်ဒီတောက်ပေးမယ်ဆိုရင်တော့နှိမ့်နှိမ့်ချိုက်ချိုက်အိပ်ပျော်စေသလိုမနဲ့နိုးတဲ့အခါမှာလည်းဝမ်းမှန်စေပါတယ်ခင်ဗျာ။ဒါလောက်အကျိုးကျေးဇူးအာနိသင်တွေများတဲ့ပြားတံမြာကိုဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အိမ်မှာကိုယ်တိုင်အလွယ်တကူလိုက်လုံနိုင်ပြီလို့ထင်ပါတယ်ခင်ဗျာ။ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက် vlog တွေမှာပြန်တွေ့ကြမယ်နော်။ Bye bye